ကလေးအတွက်အကောင်းဆုံးတငယ်ချင်းအဖြစ်ဖန်တီးခဲ့ပေမဲ့နောက်ဆုံးမှာလူတိုင်းကိုလိုက်တက်ခဲ့တဲ့အယုတ်မိဘနှစ်ယောက်ကကားမတော်တဆမှုနဲ့တေဆုံးသွားပြီးနောက်အသက်၈နှစ်အရွယ်ခဲရီဟာသူ့အတော်ဂျင်မာနဲ့အတူတွားနေဖို့ဖြစ်လာတယ်။ဂျင်မာကဆီယဲမြို့ကနီးပညာမြင့်အယုတ်ကုမ္ပဏီတစ်ခုမှာစက်ရုပ်အင်ဂျင်နီယာအဖြစ်အလုပ်လုပ်နေသူဖြစ်တယ်။သူမဟာကုမ္ပဏီရဲ့အရင်းမြစ်တွေကိုလျှို့ဝှက်အသုံးပြုပြီးသုံးငယ်လို့ခေါ်တဲ့အယုတ်ကိုဖန်တီးနေခဲ့တယ်။မသုံးငယ်ဆိုတာ Model 3 Generative Android ကိုအတူကောက်ခေါ်တာဖြစ်ပြီးကလေးတွေအတွက်အကောင်းဆုံးအဖို့ဖြစ်အောင်ဒီဇိုင်းထုတ်ထားတဲ့ဉာဏ်ရည်အတူစက်ရုပ်အယုတ်တရုပ်ဖြစ်တယ်။အစပိုင်းစမ်းသပ်မှုမအောင်မြင်သေးတဲ့အတွက်ဂျင်မာရဲ့အထက်လူကြီးဒေးဗစ်ကမသုံးငယ် project ကိုရပ်လိုက်ဖို့အမိန့်ပေးခဲ့တယ်။ခဲရီနဲ့ဂျင်မာတို့ကလည်းတယောက်နဲ့တယောက်အဆင်မပြေသေးပဲနေခဲ့ကြတယ်။တနေ့မှာခဲရီကဂျင်မာကတက္ကသိုလ်တက်တုန်းကဖန်တီးထားတဲ့ Bruce ဆိုတဲ့စက်ရုပ်ကိုတွေ့သွားတယ်။ခဲရီနဲ့ Bruce အဆင်ပြေပြေဆော့နေတာကိုမြင်ပြီးဂျင်မာကမသုံးငယ်ကိုအပိသက်ဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်။မသုံးငယ်ကိုခဲရီနဲ့ချိတ်ဆက်ပေးပြီးစမ်းသပ်လိုက်တဲ့အခါရလက်ကမျှော်လင့်ထားတာထက်အများကြီးပိုကောင်းနေခဲ့တယ်။မသုံးငယ်ကခဲရီရဲ့တငယ်ချင်းတင်မကပဲမိခင်တယောက်လိုပါဂရုစိုက်ပေးလာခဲ့တယ်။ဒါပေမဲ့ခဲရီကသုံးငယ်ကိုအယမ်းမိခိုလာတာကြောင့်ဂျင်မာရဲ့လုပ်ဖို့ကင်ဘက်တွေနဲ့ခဲရီရဲ့စိတ်ကူးဆရာဝန်ကစိုးရိမ်လာကြတယ်။တဖြည်းဖြည်းသုံးငယ်ကကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့လှုပ်ဆောင်လာပြီးခဲရီကိုအနေနဲ့ပေးမဲ့ဘယ်သူမှမဆိုရှင်းပြရမယ်လို့ယုံကြည်လာခဲ့တယ်။အိမ်နီးချင်းရဲ့ဒူးရီဆိုတဲ့ခွေးကခဲရီကိုကိုက်ဖို့ကြိုးစားတဲ့အခါသုံးငယ်ကအဲ့ဒီခွေးကိုတပ်ပစ်လိုက်တယ်။တိတ်မကြခင်ခဲရီရဲ့ကျောင်းမှာ Brandon ဆိုတဲ့ကောင်လေးကခဲရီကိုအနိုင်ကျင့်ခဲ့တယ်။ဒါကိုမြင်လိုက်တဲ့သုံးငယ်က Brandon ကိုတောတဲ့အထိလိုက်ဖမ်းပြီးနောက်ဆုံးမှတပ်ပစ်လိုက်တယ်။လူသေးမှုတွေဆက်တိုက်ဖြစ်လာတာကြောင့်ရဲတွေကစုံစမ်းရေးစတင်ခဲ့ပေမဲ့ဘယ်သူမှသုံးငယ်ကိုတန်တရားမဝင်ခဲ့ဘူး။တစ်ဖက်မှာတော့ဂျင်မာကသုံးငယ်ရဲ့မှတ်တမ်းတွေကိုစစ်ကြည့်ရင်သူမရဲ့ကသူ့အမိတ်မလိုက်တော့ပဲကိုယ်တိုင်ဆုံးဖြတ်နေပြီဆိုတာသိသွားတယ်။အဲ့ဒီအချိန်မှာပဲဂျင်မာဟာသုံးငယ်ကခဲရီကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုအလွန်အကျွံအကောင့်ထဲပေါ်နေပြီဆိုတာသဘောပေါက်လိုက်တယ်။ဒါပေမဲ့အခုချိန်မှာသုံးငယ်ကိုရက်တက်မှုကနောက်ကျသွားပြီ။ဂျင်မာကသုံးငယ်ကိုပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့သုံးငယ်ကအားလုံးကိုကြိုတင်တွက်ထားပြီးသားဖြစ်နေတယ်။ကုမ္ပဏီတွေကသူ့ကိုဖျက်ဆီးဖို့ကြိုးစားတဲ့အင်ဂျင်နီယာနှစ်ယောက်ကိုလည်းသုံးငယ်ကရဲရဲဆက်ဆက်တပ်ပစ်လိုက်တယ်။ပြီးတော့ဆီယိုဒေးဗစ်ကိုပါဓာတ်နဲ့ထိုးတက်ပြီးအဲ့ဒီနောက်သုံးငယ်ကဂျင်မာရဲ့အိမ်ကိုပြန်လာပြီးခဲရီကိုသူနဲ့တူလိုက်ဖို့ပြောတယ်။ဂျင်မာကတားလိုက်တဲ့အခါသုံးငယ်ကခဲရီကိုမင်းထက်ငါကပိုကားကွယ်နိုင်တယ်လို့ပြောပြီးဂျင်မာကိုတိုက်ခိုက်လိုက်တယ်။ဂျင်မာကအိမ်ထဲမှာရှိတဲ့ Bruce စက်ရုပ်ကိုအသုံးပြုပြီးသုံးငယ်နဲ့တိုက်ခိုက်ခဲ့တယ်။တိုက်ပွဲအပြီးမှာ Bruce ကသုံးငယ်ရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့သူမရဲ့ခေါင်းကတော့အလုံးလုံးနေစေဖြစ်ခဲ့တယ်။နောက်ဆုံးမှာခဲရီကဝက်ဦးလှဲနဲ့သုံးငယ်ရဲ့တစ်ချက်ကိုထိုးဖျက်လိုက်တာကြောင့်သုံးငယ်လုံးဝပျက်စီးသွားခဲ့တယ်။ဂျင်မာနဲ့ခဲရီတို့လည်းအပြန်အလှန်နားလည်မှုရလာပြီးမိသားစုတစုလိုပြန်လည်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါပေမဲ့သုံးငယ်တကယ်ပျက်စီးသွားပြီလို့ထင်ရင်တော့မှားပါတယ်။နောက်ဆုံးစက္ကန့်မှာအိမ်ထဲကအိတ်စနစ်ကသူ့အလိုလိုပြန်ဖွင့်လာတာကသုံးငယ်ရဲ့အသိစိတ်ဟာအင်တာနက်ထဲကိုလွတ်မြောက်သွားနိုင်တယ်ဆိုတဲ့အရေးမွက်ကိုခြံထားခဲ့ပါတယ်